မင်္ဂလာပါအခုမြင်နေရတာကတော့ဂျင်နိုမျိုးစိတ်လေးတွေဖြစ်ပါလေအခုကဂျင်နိုပန်းပွင့်တဲ့ကာလာဆိုတော့ဒီအချိန်မှာမျိုးဖောက်ချင်တဲ့လူတွေဂျင်နိုမျိုးစိတ်လေးတွေကိုပြန်ယူပြီးတော့အပင်အသစ်အနေနဲ့ပြန်မွေးချင်တဲ့လူတွေအတွက်အကောင်းဆုံးကာလာဖြစ်ပါလေပန်းပွင့်တွေကိုဝတ်မှုန်ကူးပြီးတော့ရင်းတတိထားမဲ့ချက်ကိုဒီဗီဒီယိုမှာပြောပြပေးပါမယ်ဂျင်နိုဝတ်မှုန်ကူးနည်းကိုတော့ admin အရှိမတင်ပြီးတော့ဖြစ်ပါလေဂျင်နိုရဲ့ပန်းပွင့်ထိပ်လေးကိုဖြတ်လိုက်မယ်ဒီမျိုးခန့်လေးထဲကိုဝတ်မှုန်ဖို့လေးထည့်လိုက်မယ်ဝမုံကူပြီးတော့ရင်ဒီအချက်ကိုသတိထားပြီးပါနံပါတ်1ဝမုံကူပြီးရဲ့ရက်ကစပြီးတော့တပတ်အတွင်းဒီပန်းပွင့်ထိပ်လေးတွေကိုရေဝင်သွားလို့မရပါဘူးပန်းပွင့်ထိပ်ကိုပဲရေမဝင်ခိုင်းတာပေါ့နော်ကြံတဲ့ဒီရေပေးရလို့ပေါ့တော့ပုံမှန်တိုင်းလုပ်လို့ရပါလေသတိထားမှာကဒီထိပ်ကိုရေမဝင်အောင်သတိထားမှာဆိုတော့ဒါကြောင့် admin ကတော့ရေစိမ်ပြီးတော့ပြီးဖြစ်ပါလေနောက်နံပါတ်2အချက်ကကြတော့ပန်းပွင့်လေးတွေကိုဝမုံကူပြီးသွားတဲ့အခါရေပြတ်လို့မရပါဘူးရေအငတ်မခံပါနဲ့အပင်လေးတွေရေပြတ်သွားတဲ့အခါပန်းပွင့်ထိပ်လေးတွေကခြောက်ပြီးတော့အသီးမအောင်တာလေးတွေဖြစ်နိုင်ပါတယ်အစာအာဟာရလိုအပ်တဲ့အတွက်အပင်လေးတွေကိုရေပုံမှန်ထက်ရေပို့ပြီးတော့လောင်ပေးပါဝမှုန်ကူးနေတဲ့အချိန်မှာဒါလေးတွေကတော့ admin ပန်းပွင့်ပြီးလို့ရလာတဲ့မျိုးစေ့လေးတွေဖြစ်ပါတယ်မျိုးစေ့လေးတွေကိုပြန်ဆိုင်ပြီးတော့ရင်အခုလိုမျိုးအပင်ပေါက်လေးရပါမယ်အပင်ပေါက်လေးတွေကတစ်နှစ်ကနေ2နှစ်အတွင်းဆိုရင်ဒီအရွယ်လေးရပါမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်